ခွီတင်းတောက်ရင်ရေမြမြတောက်ကတာဘာလို့လဲမတောက်ရင်ရောကြောက်ကထိပါလားโอเคကျွန်တော်နာမည်ထွေလာအေးကြီးပါခွီတင်းတောက်ရင်ရေကိုတစ်နေ့3လီတာ4လီတာမှမတောက်ရင်ကျွန်တော်ကြောက်ကပျက်စီးမယ်ဆိုတာကိုကြားဘူးရတယ်အဲ့ဒါရောအမှန်ပဲလားရေစုံမိတ်ဆွေသိထားမှာခွီတင်းကကျွန်တော်ကြောက်ကကိုပျက်စီးစေတဲ့ supplement မဟုတ်ပါဘူးခွီတင်းကမာဆယ်ဆဲထဲမှာတူလောင်ပြီးတော့ရေကိုမာဆယ်ဆဲတဲ့ကိုပိုဆွဲသွင်းပေးပါတယ်ဒါကြောင့်ကျွန်တော်မာဆယ်ကပုံမပြေးလာတယ်လို့ဖြစ်ပြီးတော့ strength တွေ workout performance တွေကိုအထောက်အကူပြုပါတယ်။ဒါကြောင့် creatine တောက်ရင်ရေမြမြတောက်လို့အမြဲပြောကြတာဖြစ်ပါတယ်။ဒါပေမဲ့ရေမြမြတောက်တာက creatine ကကြောက်ကက်ကိုထိခိုက်စေနိုင်လို့မဟုတ်ပါဘူး။ muscle cell တွေ hydrate ဖြစ်နေဖို့နဲ့ခန္ဓာကိုယ်ကရေဓာတ်မျောသွားစေဖို့ဖြစ်ပါတယ်။အထူးသဖြင့် workout လုပ်ပြီးချွေးအများကြီးထွက်တတ်တဲ့လူတွေဆိုရင်ရေဓာတ်ဆုံးရှုံးမှုကပုံမှန်များနိုင်တာကြောင့်ရေမြမြတောက်ထားတာကပိုရေးကြည့်ပါတယ်။ဒါဆိုရင် creatine တောက်ရင်ကြောက်ကက်ပြတ်မှာတော့ကျန်းမာတဲ့လူအများစုကတော့မဖြစ်နိုင်ပါဘူး။လေးလာမှုအများပြားရာတစ်နေ့ကို3 to 5 gram လို့အကြံပြုထားတဲ့ပမာဏတောက်တာကကြောက်ကက်ကိုထိခိုက်စေတယ်ဆိုတော့ထောက်ထားကမရှိသေးပါဘူး။ဒါပေမဲ့ကြောက်ကက်ယောဂရှိပြီးသားသူဒါမှမဟုတ်ရင်ကြောက်ကက်ဖန်ချင်တစ်ခုမကောင်းတဲ့လူဆိုရင် creatine မတောက်ခင်ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ဒါကြောင့် creatine တောက်ရင်ရေမြမြတောက်တာကကြောက်ကက်ကိုကာကွယ်ဖို့မဟုတ်ပါဘူး။ hydration ကိုကောင်းကောင်းထိန်းထားနိုင်ပြီးတော့ creatine ရဲ့အကျိုးကျေးဇူးတွေကိုအပြည့်အဝရနိုင်ဖို့ဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်